မင်္ဂလာပါရှင်ဒီနေ့တကြံဟင်းလို့ခေါ်ကြတဲ့ငချောက်သရက်သီးကြော်ပါမယ်ငချောက်ကိုရေနဲ့15မိနစ်ခန့်ပြုတ်ပြီးဆယ်ထားပါမယ်ပြုတ်ထားတဲ့ငချောက်ကိုအသားနွားပြီးထောင်းပါမယ်ရှင်ဦးတဲ့စီပူလာရင်ငရုတ်သီးချောက်လေးတွေကြော်ပြီးဆယ်ထားပါစီပူတဲ့ကိုကြက်သွန်ပြူထောင်းထားတာထည့်ပါမယ်ငချောက်ထောင်းထည့်ပြီးမှွေပါမယ်ရှင်စနွေးမုန့်နဲ့အချိုမုန့်ထည့်ပါမယ်ငချောက်ကလေးတွေကျွတ်လာရင်ချစ်ထားတဲ့သရက်သီးထည့်ပါမယ်တေးချစွာမှွေပြီးသရက်သီးကထွက်လာတဲ့ရေခမ်းတဲ့အထိကြော်ပါမယ်ကျစ်သွန်နီကိုလေးစိတ်ချမ်းပြီးလွှာထားတာထည့်ပါမယ်မီအေးအေးနဲ့ကြော်ပါမယ်ရှင်ကျစ်သွန်နီလေးတွေပျော့လာပြီဆိုရပါပြီတကြံဟင်းလေးကြော်စားကြည့်ပါနော်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်